ဟုတ်ကဲ့မင်္ဂလာပါဒီနေ့ကျွန်တော်လေတဲ့အင်းနဲ့သွားတယ်ပဇွန်နဲ့ရတယ်ပေါ့နော်စီပြန်လေးချက်မယ်တချို့ဟာလေးကတော့ကင်စားမယ်အကောင်သေးတော့ဖောက်စားလို့မြန်ကျွန်တော်ကတော့အဖောက်ကြိုက်တယ်တကယ်တမ်းပြောမယ်ဆိုရင်ကျွန်တော်အဖောက်ကြိုက်တယ်အဲ့ဒါကရေးမကြည့်ဘူးညကကျွန်တော်စောစီစီအိပ်ပျော်သွားတယ်အခုဘယ်လိုဖြစ်လဲဆိုတော့လေတဲ့အင်းနဲ့ပြန်လာတော့မိမကပြောတယ်အခုကြီးမချုံနဲ့ဟုတ်နဲ့ကျမအရင်လှုပ်ပေးတယ်ဟာဒီမှာဒုက္ခဗျာကျွန်တော်မှလဲတဲ့အင်းနဲ့အိုင်နဲ့ကသွားပင်ပန်းပြီးပြန်လာတယ်အင်းကတော့သူ့ကိုလှုပ်ပေးရအောင်မယ်တဲ့ဒုက္ခမလွယ်ပါဘူးဗျာနဲ့ကျွန်တော်မထူးတော့ပါဘူးလေလို့မိမကလည်းစိတ်ရှိတယ်ဆန္ဒကလည်းဖြစ်နေတယ်ဆိုတော့ကဲအဲ့ဒါဆိုလဲမိမရေးမထူးငါလှုပ်ပေးမယ်ဟာလို့ပေးလို့ဇလားကျွန်တော်ဇလားယူလိုက်ပြီးတော့ဓာတ်တွေပါတယ်ယူပြီးမိဖို့ကြောင့်မှတာပြီးဒီပဇွန်လေးပါလေးတေချာလေးသူ့ကိုကင်ပြီးလှုပ်ပေးလိုက်ပါတယ်ကဲအဲ့ဒါလေးပြောချင်လို့ပါကျွန်တော်မိမကျွန်တော်လှုပ်ခိုင်းလို့ကျွန်တော်မိမကိုလှုပ်ပေးနေရပါလှုပ်ပေးမှာပါပြီးရင်ကျွန်တော်